တို့ဒီဆိုင်ကလေးကကျွန်တော်ပြဘူးတယ်နော်ဒီဆိုင်ကလေးကကျွန်တော်ပြဘူးတယ်နော်ကျွန်တော်တို့ဒီ9ချိန်မြောက်မှာ63နောက်တွဲကြာတာနော်9ချိန်မြောက်မှာ6ခါနဲ့63နောက်တွဲပြီးရင်သူ့အောက်မှာ10ခါပုံလေးထိုင်တာနော်အဲ့ဒါ2000မှာဖြစ်တာနော်2000မှာတစ်ခါဖြစ်တယ်နော်ဒုတိယကကဒီမှာ2010မှာတစ်ခါဖြစ်တယ်နော်ဒုတိယကက2010မှာတစ်ခါဖြစ်တယ်63နောက်တွဲ9ချိန်မြောက်မှာနော်1ချိန်2ချိန်3ချိန်4ချိန်5ချိန်မြောက်မှာ63နောက်တွဲသူ့အောက်မှာ10ခါပုံလေးနော်နောက်ဒီမှာ2025မှာတစ်ချိန်ဖြစ်တယ်နော်2025တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မြောက်မှာနော်63နောက်တွဲပုံလေး10ခါလည်းပုံလေးနော်ဒီစနစ်ကကျွန်တော်တင်းပေးဘူးတယ်နော်ဟုတ်ပြီအားလုံးကြည့်အောင်နော်အဲ့တော့ပထမကတ်ကိုပြန်သွားမယ်နော်63နောက်တွဲကြာတယ်9ချိန်မြောက်မှာပြီးရင်သူ့အောင်မှာ10ခါပုံလေးထိုင်တယ်ပုံလေးထိုင်တာနဲ့ဒီ63နောက်တွဲဒီ break နောက်ပေါင်း6ဖြစ်တဲ့အတွက်သူ့ဘေးမှာ6ပါတော့ break 6ကဏ္ဍထွက်တယ်နော်ဒုတိယကတ်မှာလည်းအဲ့တိုင်းပဲ63နောက်တွဲဒီတဲ့6ဖြစ်တဲ့အတွက်သူ့ဘေးမှာ6ပါတော့ break 6ကဏ္ဍထွက်တယ်နော်တတိယကတ်မှာလည်းဒီတိုင်းပဲ63နောက်တွဲဒီ break 6ဖြစ်တဲ့ပေါင်းချင်း6ဖြစ်တဲ့အတွက်သူ့ဘေးမှာ6ပါတော့ break 6ကဏ္ဍထွက်တယ်နော်အဲ့လိုထွက်ပြီးတာနဲ့ဒီတိုင်းနဲ့ထဲတဲ့သူကအဲ့6ရဲ့အောက်မှာနော်အဲ့6ရဲ့အောက်မှာသူကဒီ10ခါကိုတဲ့နော်ဒီ10ခါကို398နော်ဒီ396 8ပြန်ဖြည့်တယ်နော်ဒီ10ခါကို8ပြန်ဖြည့်တယ်ဒီ3လုံးကခွန်ဖြစ်နေတာနော်39နဲ့36နဲ့8နဲ့ပေါင်းရင်ခွန်အဲ့ခွန်ကဒီနှလုံး1နဲ့အဲ့ထိပ်စီး6နဲ့ခွန်ပြန်ဖြည့်တာနော်ဒီ3လုံးခွန်ကို966ခွန်ဖြည့်တယ်ဒီ10ခါကို8ဖြည့်တယ်နော်နှစ်ထပ်ပေါ့နော်ဒုတိယကမှလူအဲ့တိုင်းပဲနော်ဒီ10ခါကိုဒီ3လုံး8ဖြည့်တယ်နော်ဒီ10ခါကို3538ဖြည့်တယ်အဲ့ဒီ3လုံးပေါင်းရင်ခွန်ကခွန်ဖြစ်တဲ့အတွက်ဒီ3လေးနဲ့အောက်တပွဲကျော်ကဒီ3ညနဲ့ကိုခွန်ဖြည့်တယ်နော်ဒီ3လုံးခွန်ကိုဒီလိုခွန်ဖြည့်တယ်နော်ဒီ10ခါကိုဒီလို8ဖြည့်တယ်နော်အဲ့တတိယကမှလည်းသူဒီတိုင်းပဲကစားခဲ့တာနော်ဒီ3လုံးခွန်ကိုတဲ့နော်ဒီ4 5 4 8နဲ့တဲ့ဒီအောက်က9ထိပ်နဲ့ခွန်ဖြည့်တယ်ခွန်ဖြည့်ပြီးတော့မှသူဒီ10ခါကို353 339 8လို့ဖြည့်တယ်နော်ဒီပွဲမှာကျွန်တော်တင်းပေးတယ်နော်913ကျွန်တော်တို့913တင်းပေးလိုက်တာထွက်တာ914တွတ်တွေအကုန်ဖြစ်ကုန်တာနော်ဒီပွဲမှာကျွန်တော်913ဆိုတဲ့ကဏ္ဍကိုဒီ site ကနေတင်းပေးလိုက်တာနော်သူကထွက်တာ914ထွက်တာဆိုတွတ်ဖြစ်သွားတယ်နော်အဲ့ဟုတ်ပြီအဲ့အောက်မှာသူကဘာကြီးလှုပ်လဲဆိုတော့အဲ့မှာသူကဘာကြီးလှုပ်လဲဆိုဒီ3လုံးခွန်နဲ့အဲ့ခွန်က966ခွန်လို့ပြန်ဖြည့်ထားတဲ့အတွက်အဲ့ဒီထဲမှာပထမဆုံးချိန်ခွန်ပိတ်လိုက်တာနဲ့တဲ့ပထမဆုံးချိန်ခွန်နောက်ပိတ်လို့ပိတ်လိုက်တဲ့ကဏ္ဍလီတဲ့နော်ပြန်ကြကစားတယ်နော်ပထမဆုံးချိန်ခွန်နောက်ပိတ်တဲ့ကဏ္ဍလီပြန်ကြကစားတယ်ဒုတိယကမှလည်းအဲ့တိုင်းပဲတဲ့နော်ဒီ3လုံးကခွန်အဲ့ခွန်က343ခွန်ဖြစ်တဲ့အတွက်တဲ့အဲ့ဒီထဲမှာပထမဆုံးချိန်ခွန်လို့နောက်ပိတ်တဲ့ကဏ္ဍအဲ့ကဏ္ဍလီအဲ့ဒီထဲမှာပြန်ကြကစားတယ်တဲ့နော်ပြန်ကြကစားတယ်တတိယကမှလည်းဒီတိုင်းပဲနော်ဒီ3လုံးခွန်အဲ့ခွန်ကတဲ့၄ရှင်ကခွန်လို့ဖြစ်တဲ့အတွက်အဲ့ဒီထဲမှာပထမဆုံးချိန်ခွန်နောက်ပိတ်တဲ့ကဏ္ဍဆိုတာဒီကဏ္ဍကပထမဆုံးချိန်ခွန်နောက်ပိတ်တာနော်အဲ့ကဏ္ဍလီတဲ့အောက်မှာပြန်ကြကစားခဲ့တယ်နော်ဟုတ်တယ်ပြန်ကြကစားပြီးတော့တဲ့သူကအဲ့ဒီထဲမှာတပင်ကျော်ပြန်ကြနော်တပင်ကျော်ပြန်ကြလဲကစားတယ်နော်3ခုံကတပင်ကျော်မှာပြန်ကြကစားတယ်နော်နောက်ဒီဒုတိယကဒီနှစ်ထဲမှာလည်းပဲသူက834ဆိုတဲ့ကဏ္ဍနော်ဒီမှာနော်834ဆိုတဲ့ကဏ္ဍတပင်ကျော်ပြန်ကြကစားခဲ့တယ်အခုဒီမှာလည်းပဲသူကအဲ့ဒီနှစ်ထဲမှာလည်းပဲသူကခွန်3ဆိုတဲ့ကဏ္ဍကိုတပင်ကျော်မှာပြန်ကြကစားခဲ့နော်အဲ့ပြန်ကြကိုအပိုင်စောင့်တာဗျာနော်ကျွန်တော်တို့ကိုစောင့်နေပွဲကိုစောင့်နေစနစ်ကသူကကြမလာပဲနဲ့ချသွားတာနော်သူကဘာလို့ဆိုဒီမှာသူကအဲ့မှာသူကတပင်ကျော်ပြန်ကြကစားတော့မယ်ဆိုရင်တဲ့သူကတပင်ကျော်ပြန်ကြကစားတော့မယ်ဆိုရင်သူကဒီပေါ်မှာသူကနောက်ပေါင်း9ကို break 9လို့ထည့်ထားတာဖြစ်တဲ့အတွက်နော်63နောက်တည်းက9ဖြစ်တဲ့အတွက်သူက break 9အဲ့ကိုက9ထိပ်လို့ကျွန်တော်တို့ကစောင့်လိုက်တာ9ထိပ်ကြပြီးတာနဲ့9ထိပ်3ပိတ်နော်အဲ့လိုကြပြီးတာနဲ့သူကဒီ3ခုံကအဲ့ဒီကောင်နဲ့3ခုံဘောက3ခုံကတပင်ကျော်ပြန်ကြကစားတာဒီဒုတိယကမှလည်းအဲ့တိုင်းပဲနော်63နောက်တည်းပဲမှာ break 9ဖြစ်တဲ့အတွက်အဲ့ကောင်က9ထိပ်ကိုအကြောက်စောင့်တာ9ထိပ်ကဒီကြမှာလားကြတာနော်9ထိပ်အဲ့မှာသူကဒီ9ထိပ်လို့ကြလိုက်တာနဲ့9ထိပ်3ပိတ်ပဲသူကကြတာနော်ကြပြီးတာနဲ့သူ့ဘောကနန်းတပင်ကျော်ပြန်ကြကစားတာနော်အဲ့တော့ကျွန်တော်တို့ဒီမှာ63နောက်တည်းက9ဖြစ်တယ် break 9ကြောင့်9ထိပ်စောင့်တာ9ထိပ်နဲ့3ပိတ်ကိုစောင့်တာနော်ဒီမှာ9ထိပ်3ပိတ်မကစားဘဲနဲ့သူကတပင်ကျော်ပြန်ကြကစားသွားတာနော်ဒါကြောင့်မလို့ဒီဘက်မှာမရလိုက်ဘူးနော်တပင်ကျော်ပြန်ကြမှန်းသိတယ်9ထိပ်3ပိတ်ကြပြီးမှတပင်ကျော်ပြန်ကြကိုကစားဖို့လုပ်တာနော်ဟုတ်ပြီအဲ့တော့ခုဘာပြောချင်လဲဆိုတော့ဒီပွဲကနေမှသူကရှိချိန်မှာအဲ့မှာဒီကောင်လေး break 9တွေလည်းခင်းနေပြီလို့ပြီးတော့3ညထိပ်နော်3ညထိပ်သူ့ရဲ့အောက်မှာ break 6ကြတယ်ပထမကဒုတိယကမှာကြတော့သူက break ဒီ63နောက်တည်းက9ဖြစ်လို့ break 9ကြတယ်ကြပြန်သူ့ရဲ့2ပင်ကျော်မှာ3ညထိပ် break 6ပြီးတော့ break ခေါ်နော်အခုတတိယကမှာ63နောက်တည်းကြောင့် break 9ကြတယ်သူ့ရဲ့2ပင်ကျော်မှာ3ညထိပ် break 8ပထမကမှာ3ညထိပ် break 6ဒုတိယကမှာ3ညထိပ်အောက်မှာ break ခေါ်အခုတတိယကမှာ3ညထိပ်အောက်မှာ break 8လို့ကြနော်ကြပြီးတာနဲ့တပြိုင်နက်တည်းတဲ့သူက3ညထိပ် break 6ကအောက်တပွဲကျော်မှာ1ထိပ်ကိုပုံလေးကစားတယ်ဒီဒုတိယကမှာလည်း3ညထိပ် break ကအောက်တပင်ကျော်မှာ1ထိပ်ကိုပုံလေးကစားတယ်ဒီမှာလည်းပဲ3ညထိပ်8 break ကအောက်တပွဲကျော်မှာ1ထိပ်ကိုပုံလေးကစားခဲ့တာသူအောက်တပွဲကျော်မှာနော်အဲ့1ထိပ်လို့ကစားပြီးတာနဲ့တဲ့သူကအခုဒီ73ချိန်မှာပေါ့နော်ကျန်1ထိပ်6ထိပ်ကိုနော်ပြီးခဲ့တဲ့6ထိပ်ကစားတာဒီစနစ်ပါတယ်နော်1ပါဝါ6ထိပ်ဒုတိယကမှလည်းပဲဆို1ပါဝါ6ထိပ်အခုတတိယကကျ1ပါဝါ6ထိပ်ကိုမကစားဘူးနော်သူလှည့်သားချက်ကိုပြမယ်နော်ဒါကြောင့်ဒီမှာ6ထိပ်မကစားလေအဲ့6ကဒီကျမှလာထည့်လိုက်မယ်နော်ဟုတ်ပြီအဲ့1ထိပ်လို့ကစားပြီးရတယ်သူအောက်တပွဲကျော်မှာတဲ့သူကဒီပွဲကိုကစားတော့မှကျွန်တော်တို့ပထမကသွားနော်ဒီပွဲကိုကစားတော့မှသူကစားဖို့သူဘေးမှာ3ထိပ်နဲ့တဲ့3ထိပ်အောင်မှာ break 5ပုံတွေ3ထိပ်အောင်မှာ3နှစ်ခါ break 5ပုံတွေခန်းထားတယ်နော်ခန်းထားတဲ့အတွက်သူကဒီတစ်ကတပွဲကျော်မှာသူ34ခွာတာပေါ့နော်ခွန်နေကြောင့်ဒီမှာ368ခွန်အဲ့ခွန်ကြောင့်966ခွန်နေဖြည့်ခဲ့တာကိုအဲ့ဖြည့်ခဲ့တဲ့အတွက်အဲ့ခွန်ကိုဒီမှာကွာခွန်ကစားခြင်းတာအဲ့ကွာခွန်ဒီ34ခွာတာနော်အဲ့3ဒီ3ပေါ့နော်3ရဲ့အောက်မှာ3နှစ်ခါ break 5ထောက်ပြီးကမှအဲ့3က3ထိပ်နဲ့ကွာခွန်ကိုကစားတာ34ခွာနော်အဲ့ချိန်မှာခွန်ခါလို့ထိုင်တာနော်
ဒုတိယကမှလည်းအဲ့တိုင်းပဲသူက3ညထိပ်ဘရိတ်ခွန်အောက်တပွဲကျော်မှာတစ်ထိပ်ကစားပြီနော်တစ်ထိပ်ကစားပြီးတော့သူ့အောက်တပွဲကျော်မှာတဲ့နော်သူ့အောက်တပွဲကျော်မှာဒီ73ချိန်မြောက်မှာဒီကနန်းကိုကစားမှာနော်အဲ့ကနန်းကစားဖို့တော့သူ့ဘေးမှာပုံလေးပဲ3ထိပ်နဲ့3နက်ကဘရိတ်5ကိုခန်းထားတယ်3ထိပ်ဘရိတ်5နော်ခန်းထားပြီးအဲ့3က3ထိပ်နဲ့ကွာပေါင်းမြင့်ခုံ34ပဲခွာတယ်နော်ခွာပြီးရတယ်နှစ်ခါပြန်ကြတာနော်ဟုတ်ပြီဒါဆိုရင်အခုတက်တရကမှလည်းသူက3ညထိပ်ဘရိတ်ရှိခဲ့အောက်တပွဲကျော်မှာတစ်ထိပ်ကိုကစားပြီးရတယ်ဒီတပွဲကျော်ဒီ73ချိန်မှာကစားမယ်ကနန်းနော်အဲ့ဒီကနန်းဒီတဲ့သူကသူ့ဘေးမှာသူကစားတယ်3ထိပ်စီသူ့အောက်မှာ3နက်ကဘရိတ်5ကိုခန်းထားတယ်3ထိပ်စီပုံလေး3နက်ကဘရိတ်5ခံပြီးမှဒီ3က3ထိပ်စီနဲ့34ခွာမှာကျွန်တော်တို့ကနော်3က3ထိပ်စီနဲ့34ခွာမယ်34ခွာမယ်ခါပြန်ထည့်မယ်ဆိုလို့ရှိရင်394ပေါ့နော်394နော်ဒါ394ဒီကောင်က394ဖြစ်သွားပြီနော်အဲ့ဒီမှာသူလိန်စရာတစ်ချက်ရှိတယ်နော်ဘာနဲ့လိန်လဲဆိုတော့ဘာနဲ့လိန်လဲဒီ3ထိပ်က3ထိပ်ကြားတဲ့ချိန်မှာတဲ့ဒီ4နောက်ပိတ်သူ့ဘေးက4နောက်ပိတ်ပဲပြန်ကြမယ်ဆိုရင်3ထိပ်4ပိတ်ပေါ့နော်ဒီ3လေးကို34ခွာမယ်ဆိုလို့ရှိရင်ဒီခွန်ခါနဲ့နော်ဒီ3ထိပ်သူ့အမဘရိန်ကတဲထားတဲ့ကောင်နဲ့3ထိပ်က3ထိပ်ပဲသူ့ဘေးက4နောက်ပိတ်သွားခဲ့ရင်နော်ဒုတိယကမှလည်းဒီတိုင်းပဲနော်ဒီကနန်းကစားတယ်ဆို3ထိပ်စီ3နက်ခ5ဘရိတ်ဒီမှာကစားထားတယ်3နက်ခ5ဘရိတ်အောက်သူ့အောက်မှာအဲ့3ထိပ်က3ထိပ်နဲ့သူ့ဘေးကဒီ4နောက်ပိတ်နဲ့သွားခဲ့ရင်နော်ဒီခါပြန်စင်းပေါ့နော်အဲ့ဒါဆိုရင်အခုဒီမှာတက်တရကမှသူကစားဖို့တော့3ထိပ်ပုံတင်နဲ့3နက်ခ5ဘရိတ်ကိုသူဒီမှာရိုက်ထားပြီ3နက်ခ5ဘရိတ်ရိုက်ထားတယ်အဲ့3ထိပ်က3ထိပ်နဲ့ပဲသူ့ဘေးမှာ4ခံထားတာမဟုတ်6ခံထားတာနော်အဲ့တော့အဲ့6က6နောက်ပိတ်နဲ့ဆိုတော့36ခွာပါမယ်เนาะအဲ့မှာသူကဒီ6ခါပဲပြန်ဆင်းရမယ်ဆိုတော့396เนาะအဲ့တော့ဒီပွဲမှာကျွန်တော်က396နဲ့394နှစ်ကွက်ထုတ်ပေးလိုက်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒီ396ကိုတော့ပို့ကြိုက်တယ်เนาะ396ကိုပို့ကြိုက်တယ်3ထိပ်က3ထိပ်သွားတယ်ဒီလင်းနောက်ဘေးကလင်းနောက်ဘေးကိုသွားတဲ့အချိန်မှာသူကဒီ164ခွေးသွားတာเนาะ164ဆို17ခွေးသွားတာเนาะ164ခွေးသွားပြီးကမှသူကခါထည့်တယ်3ထိပ်4ပိတ်နဲ့เนาะဒီမှာလည်းပဲသူက3ထိပ်က3ထိပ်ဒီ4က4ပိတ်လိုက်တာနဲ့ပြန်တယ်ဒီ164ဆို17ဖြစ်သွားပြီเนาะ17ဖြစ်သွားအဲ့ကြတော့မှသူက3ထိပ်4ပိတ်ကိုဒီခါနဲ့ဝင်လာအခုတတိယကမှလည်းသူကဒီမှာ3ထိပ်က3ထိပ်ဝင်တယ်4နောက်ပိတ်နဲ့ဆိုရင်17မဖြစ်ဘူးเนาะ4နောက်ပိတ်ဆိုရင်17မဖြစ်ဘူးအဲ့တော့3ထိပ်ကို6နောက်ပိတ်က6နောက်ပိတ်ထဲမှာ146ဆိုပြီးတော့သူက17ဖြစ်မှာเนาะအဲ့ဒါကြောင့်မလို့ပြီးခဲ့တဲ့ဘက်ဒီမှာ6မထည့်ပဲနဲ့အခုဒီကြမှာ6ထည့်ဖို့တော့ဒီမှာ4ထည့်သွားတာသူကเนาะအဲ့146 17เนาะအဲ့မှာ3ထိပ်က3ထိပ်ဒီ6နောက်ပိတ်က6နောက်ပိတ်နဲ့ဒီ146 17ဆိုတော့ခါပြန်ဝင်မယ်ဆိုလို့ရှိရင်သူက396เนาะအဲ့တော့ဒီပွဲမှာကျွန်တော်က396နဲ့394နဲ့နှစ်ကွက်ကိုထည့်ပေးလိုက်တယ်ကြိုက်တဲ့လူကကစားပါเนาะမကြိုက်တဲ့လူကကြောသွားပါဗျာเนาะအားလုံးပဲကိုလက်ကံကောင်းကြပါစေဗျာเนาะ